ကိုချိုကြီးရဲ့ကြက်ပေါင်းလေးလာပါပြီခမညာကြက်ပေါင်းလေးလာပါပြီခမညာအင်မတန်မှအရသာရှိတယ်ကိုချိုကြီးရဲ့ဒီနေ့ကတော့ကြက်ကြော်ဒီနေ့ကတော့ကြက်ပေါင်းလေးဖြစ်ပါတယ်တောင်းဆောင်ကြပါအောင်ပြိသက်ကြီးခမညာရင်ဆုံးကျွန်တော်ဒီ chicken leg ပေါ့နော်ကြက်ပေါင်းသားလေးတွေကိုကျွန်တော်အရာသားလေးတွေစိတ်ဝင်သွားအောင်လို့အရာလေးပေးလိုက်တယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်အသုံးပြုမဲ့ဒီ ingredient တွေကတော့ paprika ပါမယ် chili powder ginger powder garlic onion and soy sauce တို့ပဲဖြစ်ပါတယ်ရင်စားငရုတ်ပေါင်းလို့ပေါက်ပြီးတော့ကျွန်တော်ဒီအရသာတွေကိုစိတ်ဝင်သွားအောင်ကျွန်တော်ဒီ marinate လုပ်ပေးရမယ်ပေါ့ဗျာဒီရှာလေးကိုဒီချက်သားလေးတွေကိုဒီမဆက်လုပ်ပေးရမယ်ဟောနော်တဲတဲ့ကိုစီလေးပါထည့်ပြီးတော့စိတ်ပြီးတော့ဒီအရသာတွေနှက်ထားရမယ်ပေါ့ဗျာအဲ့ဒါမှဒီချက်သားရဲ့အရသာလည်းဟိုစိတ်ပြီးတော့ပေါ်လွင်နေမှာပေါ့နော်သူချက်လိုက်တဲ့အခါမှာပေါ့ဟုတ်ကဲ့အခုလို့ကျွန်တော်ကတော့ကျွန်တော်မတည်သေးတဲ့သူတွေအကြောင်းမိတ်ဆက်ပေးပါဦးเนาะကျွန်တော်နာမည်ကတော့ကျော်သူလို့ခေါ်ပါတယ်ကျွန်တော် New York City မှာလောဆယ်ခဏနေထိုင်နေပြီး New York City နဲ့ပတ်သက်တဲ့ဒီ blog လေးတွေပြီးဒီ cooking ချက်ပြုတ်လေးတွေပြီးရင်ဒီခီးသွား blog လေးတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်အခုလို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုဒီကြိုက်နေတဲ့ဆိုရင်လည်းဒီ like လေးပေးဝါ subscribe လေးပေးသွားပါအောင်เนาะအဲ့ဒါမှကျွန်တော်ဒီနောက်ဗီဒီယိုတွေကိုဆက်ပြီးတော့တင်ဖို့အတွက်ခွန်အားလေးရမှာဖြစ်ပါတယ်ပြီးရင်ဒီချက်သားတွေကိုချက်သွန်ဖြူချက်သွန်နီအဲ့ဒါတွေပါတစ်ခါလဲထည့်ပြီးတော့ကျွန်တော်နေပေးပါမယ်เนาะဒါလည်းစိတ်ဝင်ပါပြီးရင်လည်းဒီရတာအတွက်ဒီcitric အတွက်ကိုကျွန်တော်ဒီတမယာလေး lemon ပေါ့နော်ဒီ lemon လေးကိုညှက်ပြီးတော့ကျွန်တော်တမအောင်နေပေးထားပါတယ်သူအရှင်တက်လေးလည်းရမှာချက်သားမအီပဲနဲ့စားကောင်းမှာဖြစ်ပါတယ်โอเคဗီဒီယိုလေးကိုစုံထိကြည့်ပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်ပြီးရင်တော့ကျွန်တော်ဒီနေထားတဲ့ဟာဒီနိုင်ဝက်တနိုင်လောက်ကျွန်တော်နှက်ထားတဲ့ချက်သားလေးကိုဒီ hot pan ပေါ့နော်ဒီပန်နဲ့ကျွန်တော်ပြောင်းထည့်လိုက်မယ်အိမ်မှာချက်မဲ့သူတွေဆိုရင်တော့ဘယ်လိုပဲဖြစ်ဖြစ်ပါပဲပန်နဲ့ပဲဖြစ်ဖြစ်ထည့်လို့ရတာပေါ့နော်ကျွန်တော်ကတော့ဒီဟာကိုလုံးပြီးတော့ချက်မှာပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီအာဘန်ကြီးနဲ့ချက်မှာဖြစ်တဲ့အတွက်ကြောင့်ပန်နဲ့ကိုထည့်တယ်ပြီးရင်တော့အကုန်လုံးလုံးနေအောင်လို့ဒီအလူမီနီယံဖိုင်အုပ်ပြီးတော့ပြစ်ထည့်ထားလိုက်မှာဖြစ်ပါတယ်โอเคခုဆိုရင်တော့ကျွန်တော်ဒီချက်သားလေးက15မိနစ်20လောက်ထည့်ပြီးတဲ့တခါလာမှာဘယ်လိုပုံလေးဖြစ်လာမလဲဆိုတာတစ်ချက်ကြည့်ကြအောင်เนาะchicken try our chicken let me try it okay. Good or no good but a little more time chicken wing chicken let me try chicken it's good or not it's good muy bueno el chicken wing see chicken good yeah finish yeah.
ချိုကြီးရဲ့ကြက်ပေါင်းလေးလာပါပြီခင်ဗျာကြက်ပေါင်းလေးလာပါပြီခင်ဗျာအင်မတန်မှအရသာရှိတဲ့ကိုချိုကြီးရဲ့ဒီနေ့ကတော့ကြက်ကြော်ဒီနေ့ကတော့ကြက်ပေါင်းလေးဖြစ်ပါတယ်သုံးဆောင်ကြပါအောင်ပြိတ္တကြီးခင်ဗျာကြက်ပေါင်းလေးကိုကျွန်တော်ခမင်းမျိုးလေးနဲ့သုံးဆောင်ကြပါအောင်ခင်ဗျာခမင်းမျိုးလေးနဲ့သုံးဆောင်ကြပါအောင်ခုဆိုရင်တော့ကျွန်တော်ရဲ့အလောက်ကကျွန်တော်ချစ်တဲ့ငယ်ချင်းတွေကိုချွေးဖို့အတွက်ဒါနလေးပါကျွန်တော်တော့လောက်အားဒါနပါဗျာပစ္စည်းကတော့လောက်တွေကဒီချက်မဲ့စာပလာပါညာစမကလာတော့လောက်ကနေ free ရတယ်ဗျာသူတို့ဝယ်ပေးတယ်ကျွန်တော်ချက်ကြီးဆုံးပါအဲ့တော့ကျွန်တော်မရက်လဲရတယ်ဒါပေမဲ့ကုသိုလ်လိုချင်တယ်ကိုယ်လည်းကောင်းကောင်းစားချင်တဲ့အတွက်လောက်ကတကယ်လေးကိုချက်ကျွေးစေချပါလေဒီကတော့ချက်ပေါင်းလေးပါချက်ပေါင်းအဆက်လေးပါဒီခမင်းမျိုးလေးနဲ့ဝိုင်းကြမယ် let's go Look at this, all finished. ကိုချိုကြီးရဲ့ချက်ပေါင်းနဲ့ထမင်းကတော့အောင်မြင်စွာနဲ့ကုန်ဆုံးသွားပါပြီ။ခုလိုကျွန်တော်ချက်သားတွေကိုအမြဲတမ်းမကြွေးမကြမ်းကုန်အားပေးတဲ့အတွက်ကျေးဇူးပါ thank you ပါ okay